အားလုံးပဲမင်္ဂလာပါအန်တီကေကွန်ပျူတာမှကြိုဆိုပါတယ်ဒီပုတ်လေးကပေါ့နော်တဲ1429 ပေါ့နော်ဒီပုံလေးကသူကဖန်လဲတယ်ပေါ့နော်ဖန်လဲပြီးတော့ပုတ်တက်မလောက်ပေါ့အဲ့တော့ကျွန်တော်တို့တစ်ချက်လောက်ဒီပုတ်ကိုတစ်ချက်တိုက်ကြည့်မယ်နော်သူက3.3 volt ရဲ့5 volt ရဲ့ရှိတယ်နော်နောက်တဲ့ဒါ RAM ဖို့တိပေါ့နော် 1.35 volt ရှိတယ်ပေါ့နော်သူကဘိုးလေးတွေကိုလိုရှိပေမဲ့လည်းပုတ်ကတက်မလောက်ပေါ့နော်ကျွန်တော်တို့ RAM လေးလည်းကြောင်းပြီးတော့စမ်းကြည့်ပြပါပြီပေါ့နော်ဒါပေမဲ့ပုတ်ကတော့တက်မလောက်ဘူးပေါ့နော်အဲ့တော့ဒီကောင်ကသူကဘိုးဒီတွေကိုလိုရှိပြီးတော့ပုတ်ကမတက်ဘူးပေါ့နော်ကျွန်တော်တို့ run နေလဲအကုန်လုံးချိန်ပြီးတော့စမ်းကြည့်တယ်နော်ပုတ်မတက်ဘူးအဲ့တော့ကျွန်တော်လောက်ရမှာတစ်ခုပေါ့နော်ဒီ bio chip ကိုဖြုတ်ပြီးတော့ bio program ပြန်ရေးမှာနော်ဒါကတော့ CH341A programmer ကိုသုံးပြီးတော့ bio chip ကို bio program ပြန်ရေးတာပေါ့နော်
ကျွန်တော် biology ကို program ရေးပြီးသွားပြီဆိုတော့ပြန်ပြီးတော့တက်ပြီးတော့เนาะပုံမှန်ပြန်တက်ပြီးတော့ကျွန်တော်စကြည့်ပါချင်ပါတယ်အခုကတော့ပုတ်တက်သွားပြီးဖြစ်ပါတယ်เนาะပုတ်တက်သွားပြီးဆိုတော့ကျွန်တော်တို့မှန်ကိုထည့်ပြီးတော့စမ်းသပ်ပါမယ်မှန်တဲ့စတဲ့ခါမှာဒါရုပ်ထုတ်လိုက်ပေါ့နော်ဒီတော့တဲ့ပုံမတတာလေး okay သွားပြီပေါ့နော်